အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့မြန်မာလူမျိုးဗုဒ္ဓဘာသာတွေအမြဲရွတ်ဖတ်ပူဇော်နေကြတဲ့ပဋ္ဌာန်းဒေသနာတော်ကြီးကိုမြန်မာနားလေသူတို့လေးအတိတ်ပဲလေးတွေနဲ့တွဲပြီးတော့ပြန်လဲပြီးတော့မျှဝေပေးရှင်ပါတယ်ပြန်လဲမျှဝေခွင့်ပြုပါရှင်ပဋ္ဌာန်းဒေသနာတော်တွေကိုရွတ်ဖတ်ပူဇော်ကြတဲ့အခါမှာဒီတိုင်းရလို့ရွတ်ဖတ်ပူဇော်နေတာတက်ဆိုင်ရင်အတိတ်ပဲလေးတွေနားလေပြီးတော့ရွတ်ဖတ်ပူဇော်ကြမယ်ဆိုရင်ပို့ပြီးတော့လည်းအကျိုးထူးမယ်ပို့ပြီးတော့လည်းကုသိုလ်ရမယ်မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုလည်းတတ္တာတရားယုံကြည်မှုတတ္တာတရားတွေပို့ပြီးတိုးပွားနိုင်အောင်တဲ့အတွက်ရည်ရွယ်ပြီးတော့မြန်မာတိတောက်လေးပြန်လဲမျှဝေပေးရှင်ပါတယ်မြတ်စွာဘုရားရှင်ကတပ္ပညုတဉာဏ်ဘုရားအဖြစ်သို့ရောက်ရှိပြီး22ရက်မြောက်နေ့မှာဥရုဝေလာကျော်ဘောဓိပင်အနောက်မြောက်ဘက်အရက်၌နတ်တို့ဖန်ဆင်းအပ်သောယတနာကရစံကျောင်းတော်၌သရုတ်တတ္တာဟာအဖြစ်9ရက်တည်င်းသုံးတော်မူခဲ့ပါတယ်အဲ့ဒီလိုတည်င်းသုံးနေစဉ်မှာအဘိဓမ္မာ9ကျမ်းကိုသုံးသပ်ဆင်ခြင်ခဲ့ပါတယ်အဘိဓမ္မာ9ကျမ်းကဓမ္မသင်္ကနီကျမ်းဝိပင်းကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညတ်ကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းအဲ့ဒီကျမ်းတွေကိုမြတ်စွာဘုရားရှင်ကသုံးသပ်ဆင်ခြင်တော်မူခဲ့တယ်အဲ့လိုသုံးသပ်ဆင်ခြင်တော်မူရာမြတ်စွာဘုရားရှင်အတွက်ထူးခြားမှုမှမရခဲ့ဘူးနောက်ဆုံးပဋ္ဌာန်းကျမ်းတော်ကြီးကိုသုံးသပ်ဆင်ခြင်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ကနေပြီးတော့ရောင်ကြီးတော်လျှောက်တယ်ထူးထူးခြားခြားကိုမျိုးပေါ်ထွက်လာခဲ့တယ်အဲ့ဒီအခါနေပြီးတော့ပဋ္ဌာန်းကျမ်းတော်ကြီးအစပြုခဲ့ခြင်းဖြစ်ပါတယ်ပေါ့နော်ဒီပဋ္ဌာန်းကျမ်းတော်ကြီးကိုမြတ်စွာဘုရားရှင်က25ရက်ကြာရက်အများဆုံးဟောကြားခဲ့သောဒေသနာဖြစ်ပါတယ်။တိမ်မွေ့မြင့်မြတ်ရေးနဲ့ကြီးကျယ်သောဒေသနာလည်းဖြစ်တယ်။တကူကြီးမားသောနတ်ပြမာတွေကအလွန်ယိုသေးမြတ်လို့စွာနာကြားလိုသောဒေသနာလည်းဖြစ်တယ်ပဋ္ဌာန်းက3မျိုးရှိရပေါ့နော်ပဋ္ဌာန်း3မျိုးကအလွန်ကျဲသောပဋ္ဌာန်းကမြတ်စွာဘုရားရှင်ကတာဝရိန္ဒာမှာနတ်ပြမာတွေကိုဟောသောပဋ္ဌာန်းဖြစ်ပါတယ်အလွန်ကျင်းသောပဋ္ဌာန်းကြတော့ဟိမဝနာ12ခုတော်၌မြတ်စွာဘုရားရှင်ကရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုပြန်လဲဟောတဲ့တရားတော်ပဋ္ဌာန်းဒေသနာတော်ဖြစ်တယ်နောက်တစ်ခုကမကျင်းလုံးမကျဲလွန်းသောဒေသနာတော်ဖြစ်ပါတယ်မကျင်းလုံးမကျဲလွန်းသောပဋ္ဌာန်းကကြတော့ရှင်သာရိပုတ္တရာကလင်းတို့သား900ဖြစ်ခဲ့ဘူးတော့ယဟန်တပည့်900ကိုပြန်လဲဟောကြားခဲ့ခြင်းဖြစ်ပါတယ်ဒီညီမတို့အခုယနေ့မှာပေါ့နော်ထေရဝါဒဗုဒ္ဓဘာသာမှာထင်ရှားလျက်ရှိသောဒေသနာတာကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကမိမိတပည့်ယဟန်900တို့အားပေါ့နော်တစ်ဆင့်ပြန်လဲဟောကြားခဲ့သောမကျင်းလွန်းမကျဲလွန်းသောပဋ္ဌာန်းဒေသနာတော်ပဲဖြစ်ပါတယ်ရှင်ညီမတို့အခုရွတ်ဖတ်ပူဇော်နေတဲ့တရားတော်ကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးဒီကတပည့်သားယဟန်900ကိုပြန်လဲဟောကြားခဲ့သောဒေသနာတော်ပဲဖြစ်ပါတယ်ရှင်